fiber optic testing ဘိုင်းမှာအဓိကအမြောက်ပြီးထားတော့ဆိုတော့ဒီ fiber optic ကအဓိက fiber optic နဲ့ cable တွေက telecom နဲ့ FTTH ISP တွေမှာချခင်းထားတဲ့ဗပုံးလမ်းကြောင်းတွေ Orion လမ်းကြောင်းတွေနောက် last mile တွေနောက် point to point တွေနောက် metro တွေအမျိုးမျိုးသော project တွေတိဆောက်ပြီးတဲ့တိဆောက်ဆဲတော့ကလည်းတိဆောက်ပြီးတဲ့အချိန်တော့အဲ့ဒီမှာတိုင်းတာတဲ့အပိုင်းတွေဖြစ်ပါတယ်အဲ့တော့ project စတင်မတိဆောက်ခင်မှာလည်းကျွန်တော် fiber optic cable run တွေကို test လုပ်ရတယ် ODDR နဲ့ test လုပ်ရတယ်တိဆောက်ပြီးတဲ့ခါကျလည်း ODDR နဲ့ကျွန်တော်သတ်မှတ်ထားတော့ wavelength နဲ့ attenuation ရအောင်ဆိုတော့စစ်ဆေးရပါတယ် project တကယ်ကို transmission ပြီးတဲ့ခါကျရင်လည်းတော့ power meter testing တွေတိုင်းပြီးရတယ်နောက် residual fault locator fault file တွေရှာတဲ့အပိုင်းတွေနောက်အမျိုးမျိုးသော wire line testing အားလုံးပါဝင်ပါတယ်ကျွန်တော် fiber optic နဲ့ cable တွေကကျွန်တော်စက္ခုအာရုံနဲ့မမြင်နိုင်တဲ့အလင်းပြန်ခြင်းရိုက်ခြင်းအပိုင်းတွေဖြစ်တဲ့အတွက်ငကူမတိဆောက်ခင်ကတော့ကျွန်တော်တို့ cable တွေကတော့ 100% ကောင်းမွန်ပါတယ်ဒီကြီးထားပြီးတော့လည်းကောင်း overhead ဆိုတော့လည်းကောင်းချက်ခင်းတိဆောက်တဲ့အပိုင်းတွေ overhead အပိုင်းတွေကြရင်ကျွန်တော် human နဲ့တိဆောက်တဲ့အတွက်ကျွန်တော်တို့error တွေအများကြီးရှိလာနိုင်ပါတယ် loss တွေတက်သွားတာတွေ micro band တွေတော့ twist တွေဖြစ်သွားတယ်ဒီဘိုင်းတွေကကျွန်တော်မျက်စိနဲ့တကယ်ကိုအမြင်အာရုံအပြည့်ကြည့်ပြီးတော့ဆုံးဖြတ်လို့မရတဲ့အတွက် ODDR testing နဲ့ power meter testing တိုင်းပြီးမှဒါကျွန်တော် project တွေလက်ခံတာ handover တွေလုပ်တော့ပြီးရင် troubleshoot လုပ်တဲ့ဟာတွေလုပ်လို့ရမှာဖြစ်ပါတယ်ဒီဘိုင်းမှာတော့ဒီ ODDR testing အပိုင်းကိုသိရှိသွားတဲ့အပိုင်းဖြစ်အဲ့ဒီမှာပါတော့ wire line ODDR power meter web ရဲ့အလုံးစုံသော wire line testing တွေကိုသိရှိသွားခြင်းအဖြစ်ကျွန်တော်တို့ fiber optic ရဲ့ project တွေကိုရဝင်းနဲ့ကွာ testing တွေကိုတိုင်းတာပြီးတော့စစ်ဆေးပြီးတော့ project တွေကိုကောင်းတယ်မကောင်းဆုံးဖြတ်နိုင်မယ်နောက်ထို့ပြင်ဒီ project တွေကိုတည်ဆောက်နိုင်မယ်ပြီးရင်ကိုယ်တိုင် troubleshoot နောက် maintenance ဘိုင်းတွေမှာ ODDR ရဲ့ဒီ trace တွေ analysis တွေကိုနားလည်ပြီးတော့ project တွေတည်ဆောက်နိုင်မယ် maintenance တွေလုပ်နိုင်မယ်အပိုင်းအားလုံးကိုသိရှိသွားမှာဖြစ်ပါတယ်ခင်ဗျာဒီဟာကိုအရင်ရေးကြည့်ပါတယ်ဒီ testing ကကျွန်တော်တို့နိုင်ငံအပါဝင်တစ်ကမ္ဘာလုံးမှာဒီ wireless testing တွေကပြည်တွင်းရဲ့ operator ကြီးတွေမှာလည်းတကယ်ကိုထဲထဲဝင်ဝင်အသုံးပြုပြီးတော့ international အားလုံးမှာလည်းဒီ wireless testing တွေအားလုံးမှာသိရှိထားရင်ကျွန်တော်တို့အတွက်တကယ်ကိုသူများနဲ့ပို့ပြီးတော့ဒီ telecom industry မှာနားလည်ကျွမ်းကျင်သောအပိုင်းကိုရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီဘိုင်းကတော့တကယ်ကိုစိုက်အားစိုက်ပြီးတော့လေ့လာမယ်အပိုင်းဖြစ်ပါတယ်ကျွန်တော်ဒီသင်ခန်းဒီ online မှာလေ့လာတဲ့သင်ခန်းစာအနေနဲ့ကျွန်တော်လက်ရှိလေ့လာပြီးရင်လည်းကိုယ်တိုင်6လတစ်နှစ်အဲ့လိုစဉ်ဆက်မပြတ်ထပ်လက်လေ့လာသွားရင်အချိန်မှာဒီ wire line testing နဲ့ပတ်သက်တဲ့professional တယောက်ဖြစ်ဖို့အတွက်ကျွန်တော်အာမခံပါတယ်